Hello အားလုံးပဲမင်္ဂလာပါเนาะကဲအခုကျွန်တော်ဒီနေ့ short လေးလာလုပ်ပေးပါဖြစ်ပါတယ်เนาะဒီကောင်လေးဆိုရင်အမှ Oppo A3 Pro တရားပေါ့เนาะရေဆိုရေးစင်ညာအချမ်းခံနေရပါတော့ဒီကောင်လေးဆိုရင်သူကမှခုမှပေါ်လက်ပွေတရားပေါ့เนาะဒီက RAM 9 900ကိုကျွန်တော် short လေးလာလုပ်ပေးပါပြောเนาะသူကအများကြီးမရှိထားဘူးเนาะ short လေးက၄လုံးတော့ပဲရှိပါမယ်เนาะအဲ့မှာเนาะပါကင်အလုံးထဲမှာเนาะပါကင်အလုံးထဲမှာเนาะဟိုအဲ့မှာရှိလိုက်အဲ့မှာမာကင်အလုံးထဲဟာလို့เนาะအဲ့မှာ short လေးလာလုပ်ပေးမယ် short လေးလုပ်ပြီးတော့အဲ့မှာနိုင်ရတဲ့ဆောင်လေးရအောင်ပါเนาะ RAM 9 956ကို2000ပါပါလေးနဲ့ရပါမယ်เนาะအရင်တော့ဆိုရင်2800 1900လောက်ရောင်းလိုက်တာရောအခုက2000ပါပါလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်เนาะနိုင်ရတဲ့ဆောင်လေးရအောင်မယ်เนาะတော့ software တွေဆိုရင်လည်းအကုန်လုံးထည့်ပေးအောင်เนาะမြန်မာ software ပါတယ်အကုန်လုံးတခါတည်းထည့်ပေးမှာဖြစ်ပါတယ်ဟိုကGoogle Play Store Facebook ပါညာအကုန်လုံးလုပ်ပေးပါတယ်เนาะလို့ရှင်နေဆိုရင်ကျွန်တော်ဆက်သွယ်မိမြဲလာလို့ရပါတယ်เนาะအခု short sale လေးကိုဘာလည်းမလွတ်အောင်မြဲမြဲလေးကိုလာဝယ်လိုက်ပါเนาะကျွန်တော် short sale လေးလုပ်ထားပါเนาะ2000ပါပါလေးနဲ့ရပါမယ်เนาะစနေပိုင်းက12 GB ပေါ့เนาะအရန်ရှားပါအလုံးเนาะအရင်တော့ဆိုတော့ဟို3000ဒီပါ2800ရောင်းပါတယ်เนาะအခုဆိုရင် short sale လေးလုပ်ပေးမှာဖြစ်ပါတယ်เนาะအများကြီးမရှိပါဘူးเนาะလေးလုံးလေးပဲလာလုပ်ပေးဖြစ်ပါတယ်เนาะအဲ့လိုလုံးပြီးတော့ရင်မရှိတော့ပါဘူးเนาะ2800နဲ့ပြန်ဝယ်ရမှာဖြစ်ပါတယ်เนาะဒီကောင်လေးဆိုရင်မြင်မလာဝယ်ကြပါအယောင်ဆိုရင်လည်းတွားနှမျိုးရှိပါမယ်နှစ်ပြားရောင်ရှိပါမယ်ပြီးအယောင်လေးရှိပါမယ်เนาะဒီမဲ့လာဝယ်ကြပါเนาะကျွန်တော်ဖုန်းနံပါတ်တွေအောက်မှာတင်ထားပေးပါတယ်เนาะပြီးတော့ဟိုကျွန်တော်တို့ရဲ့အကောင့်ကို follow ပြီးတော့ဟိုတို့ရဲ့အကောင့်ထဲမှာခါတယ်မြင်မြင်လာဝယ်ယူအားပေးလို့ရပါတယ်เนาะမိုးရင်ကျွန်တော် WeChat အကောင့်အပ်ပြီးတော့ဝယ်ယူလို့ရပါတယ်เนาะကျွန်တော်ဖုန်းနံပါတ်တွေပါတယ်တင်ထားပေးပါเนาะ BG ဘက်မှာနေတယ်ဆိုရင်ကျွန်တော်ဟိုယုံကြည်သေးဆိုတာနဲ့ဝယ်ယူအားပေးလို့ရပါတယ်เนาะခွင့်ပြုပို့ရဖြစ်ပါတယ်เนาะအားလုံးပဲကျေးဇူးပါဘိုင်